မနီးရဆိုမနီးရငါပွဲသွားတော့လေအဲ့လိုကြုံရပါငါထိုင်းနေအင်္ဂလိပ်စာညံ့နေဆိုငါတို့သွားနေတဲ့နေပေမှာဟိုဟာဖြစ်နေလို့ငါတို့သွားနေရတဲ့မှာဒီလက်လုံးလက်စားဟိုဟာလေးမှာတို့ထိတင်နေတာကွာမနီးရပွဲကြတော့အကုန်လုံးကအင်္ဂလိပ်စာဆောင်းကျွမ်းနေတဲ့အချိန်ကွာတိလားအဲ့လိုကျွမ်းနေချိန်မှာငါဒီကကြီးကိုငါလိုချင်နေရကွာလိုချင်ငါဈေးလျှော့ဖို့ငါမပြောတတ်ဘူးကွာမနေ့ကဆိုတော့နှစ်ခုနှစ်မျိုးရောင်းတာကွာဒေါ်လာနဲ့ရောဘတ်နဲ့ရောအဲ့ဒါမေးရတော့မှငါကြောင်ပြောင်းနေရကွာသိလားတကယ်အဲ့လိုမျိုးဖြစ်နေရပါဆိုတော့သူတို့ကနားလဲပေးချရကွာအဲ့သူတို့ကနည်းနည်းပညာတတ်လို့တော့မသိကွာအဲ့လိုမျိုးပညာတတ်တော့မဟုတ်ထိုင်းနေနည်းနည်းနားလဲပေးနိုင်တယ်ကွာအဲ့လိုမြန်မာတွေကြာရင်တော့သူကဆောင်းရီးချင်းလို့ဘာလို့နဲ့အဲ့လိုယူပါသိလားအဲ့ဒါကြီးတောင်ဆိုတာဒီမှာနိုင်ငံမှာအမြင့်ဆွဲနေတဲ့အရာအဲ့ဒါပဲပါတယ်ပါပြောရင်တော့ဆဲခံအောင်မသိဘူးအင်္ဂလိပ်စာတတ်တာပညာတတ်တာမဟုတ်ဘူးကွာဟိုမှာနည်းနည်းပတ်စံရှိတဲ့တိုင်းဝင်ကြတော့အင်္ဂလိပ်ကျောင်းနေထားနိုင်တယ်အင်္ဂလိပ်စာသင်နိုင်တယ်မဟုတ်ပါတို့ကြရင်မသင်နိုင်တဲ့လူတွေကိုအဲ့လိုနှိမ်ချင်ကြရပါအင်္ဂလိပ်စာဒါလို့ရှိရင်အဲ့လိုနှာခေါင်းချုပ်ချင်ကြတယ်ကြတော့ပညာနဲ့ဘာသာရပ်နဲ့ဆိုတာဘာသာစကားနဲ့ဆိုတာမတူတဲ့